ဗျာဘာလို့မလဲကြည့်ကြည့်နော်ပြီးဆုံးအောင်ကြည့်သွားခေါင်းပြီးပေးတာမှကြည်လွန်ပစ်လိုက်တယ်အဲ့ဒီခေါင်းပြီးကိုမလို့ဘူးပေါ့တော့တစ်သားပြားလေးနဲ့ခေါင်းပြီးလှုပ်ပြမှာဖြစ်မယ်တင်နေနော်တစ်သားပြားလေးနဲ့ခေါင်းပြီးလှုပ်ပြမှာကြည့်သွားပညာရတယ်နော်ပတ်စံအကုန်ခံပြီးတော့မှအပြင်မှာခေါင်းပြီးတော့ဝဲကြမလို့ကိုယ့်ဘောက်ကိုလည်းလှုပ်လို့ရတယ်ဆိုတာဒီမှာပြသွားတာပြီးဆုံးအောင်ကြည့်တော့နော်ဘယ်လောက်ထိလက်ရမြောက်လဲဆိုတာနော်အဲ့လိုမျိုးကောဘက်စားရတာချိုးတော့နော်ချိုးတော့လို့ခေါင်းမရှောင်ပေါ့မြန်လိုက်တာနော်သူအမြင်နဲ့လုံနေကြဖြစ်မယ်နော်အမြင်နဲ့လုံနေကြဆိုတော့မြန်တယ်စကီရှူနော်စကီရှူလိုက်ဟာကွတ်တီနော်ကျဲလည်းမကျဲဘူးစိတ်လည်းမစိတ်ဘူးကွတ်တီပဲမိုက်တယ်ဗျာပြီးတော့တက်တာပြားရင်းနဲ့နော်ဟုတ်တယ်ဗျာကဲကြည့်ပါအောင်ဗျာဘယ်လောက်ထိမိုက်ကျင်းဟိုတကယ်လားမိုက်ရနော်တကယ်လက်ရမြောက်တယ်ဗျာနော်ကဲတကယ်ချင်းကိုလည်းပဲအဲ့လိုမျိုးလှုပ်ကြည့်နော်ဝေးကြမလို့ပတ်စံအကုန်ကြပတ်စံအကုန်ခံပြီးတော့နော်ကောင်းပြီးတွေဝယ်ကြမလို့ကိုယ့်ဘာကိုလည်းလုပ်လို့ရတယ်โอเคမိုက်တယ်နော်